ကဲခေါင်လုံးရဲ့အဖေများနေမှာပြောချင်ဆုံးစကားလေးကပါလေးပါလေပြောပါโอเคกำช่องเละဘာပြောချင်လဲချစ်တယ်လားဟုတ်ပြီအဖေကိုချစ်တယ်တဲ့မနော်အဖေများနေမှာအဖေဒီကိုပြောချင်တဲ့စကားကိုအဖေပဲဖြစ်ဖြစ်ဆရာစင်ကြီးကိုပဲဖြစ်ဖြစ်တတိရတယ်โอเคမလားနေကောင်းလားဟုတ်ပြီအဖေများနေမှာပျော်ရွှင်ပါစေအဖေများနေမှာပျော်ရွှင်ပါစေနုညောဟောဆရာစင်ကြီးနဲ့တမန်အရင်ချစ်တယ်ကျေးဇူးတင်တယ်အရင်ချစ်တယ်ကျေးဇူးတင်တယ်တဲ့မချောင်းနဲ့နှစ်ယောက်အဖေနဲ့ဆရာစင်ကြီးနှစ်ယောက်စလုံးအရင်ချစ်ပါတယ်ကျေးဇူးလည်းအများကြီးတင်ပါတယ်နောက်ထပ်လည်းတင်ပေးပါဆုံးမပေးပါဟုတ်ပြီ